တရားတော်နာကြွရောက်လာကြတော့ယောဂီတို့ရှင်များအားလုံးမိမိတို့ခန္ဓာကိုယ်အရိယာပုဂ္ဂလိမြတ်တာစွာခံပြီးတော့အာယုတစ်ပါးစိတ်မသွားစေဘဲနဲ့တရားတော်ကိုနာယူနိုင်ကြပါပြီဒီနေ့သာသနာတော်နေ့2550နှစ်ဘောဇာတက္ကရာ1368ခုနတော်လပြည့်ကျော်9ရက်2006ခုနှစ်12လပိုင်း73ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနမန္တလေးမြို့ရတနာကောသအယိုအိုကြီးမြတ်စွာဘုရားဝင်းအတွင်းရှိအောင်သိတ္တိဓမ္မယုံတော်ကြီး၌မန္တလေးမြို့လေးပြင်လေးရအတွင်းသတင်းသုံးနေထိုင်တော်မူကြကုန်သောဘုရားအမှုရှိသောသံဃာတော်ရှင်သူမြတ်အပေါင်းတို့အားဥထိတ်ပန်ဆင်လျက်ယုံမီမြို့ဖလူကြီးမင်းများနှင့်တကွာအယိုအိုကြီးမြတ်စွာဘုရားဗုဒ္ဓဝေယဝဆအကျိုးတော်ဆောင်လူကြီးမင်းများအားအမှုထား၍တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့မှကြီးမှုကျင့်ပပြုလုပ်အပ်သောမိုးကုတ်ဝိပဿနာ9ညတာအထူးအလုပ်ပေးတရားပွဲစရုပ်ထညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောမန္တလေးမြို့မိဂရာဝုံကျောင်းတိုက်အတွင်းဆောက်လုပ်လူဒန်းအပ်သောဝိမု ക്തി ရတသီလရှင်နှင့်အမျိုးသမီးယောဂီနှစ်ထပ်ကျောင်းဆောင်သည့်ရေစက်ချအကျိုးသစ္စာဓမ္မပူဇာအဖြစ်ဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြတဲ့ကွယ်လွန်သူနှစ်ဖက်မိဘများအားရည်စူး၍ဥယျာဉ်လင်းဒေါခင်သဦးသာမောင်သီဟအောင်မနှင်းဣခိုင်မောင်ဝင်းထက်အောင်မောင်ဖြိုးဝေရန်အောင်ရှုမဝပန်းသည်ရှစ်စနိုးဖနတ်နှင့်ဝင်းသီဟဖြိုးချမ်းမြေရိပ်မွန်မိသားစုတို့မှလူရန်ပြုလုပ်အပ်သောဓမ္မပူဇနိယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်သန္တရာဒုက္ခလက်ဆသိမ့်နိုင်သောပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ရှိဥစွာမေတ္တာဘုဒ္ဓပေးလိုက်ပါတယ်နော်ယခုလိုမကြုံစဘူးအကြုံထူးနေတဲ့ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့တွေ့ကြမိမိတို့ဒုက္ခကိုလက်ဆသိမ့်နိုင်အောင်မမေ့မလျော့ကြိုးစားပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်တန်လျာနဲ့အမျှဦးဇင်းတို့တော်ကောင်းတို့ခံစားခဲ့ကြရတဲ့ဒုက္ခဆင်းရဲမှန်သမျှဟာယခုလိုဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အဆုံးအမသာသနာနဲ့မတွေ့ရင်ဒီဒုက္ခတွေသိမ့်နိုင်ဖို့မလွယ်တာမဟုတ်မဖြစ်နိုင်ဟုတ်ပြီနော်မလွယ်ရုံမဟုတ်ဘူးနော်ဖြစ်ကိုဖြစ်နိုင်အဲ့တော့ဘုရားအဆုံးအမရှိတဲ့ကာလမှာမှဒီဒုက္ခသိမ့်ခြင်းလုပ်ငန်းဟာဖြစ်နိုင်တယ်ကောင်းပြီပြီးတော့အခုသူတော်ကောင်းတို့အားလုံးဗုဒ္ဓဘာသာအစစ်ဖြစ်ပလားအဲ့ဒါစီစစ်ဖို့လိုတယ်နော်ဒါပြင်ဗုဒ္ဓဘာသာအစစ်ဆိုတာဘာလဲဘုရားအဆုံးအမအမြဲကိန်းနေတဲ့ပုဂ္ဂိုလ်အမြဲဆောင်ကျဉ်ထားတဲ့ပုဂ္ဂိုလ်ကိုဘာဖြစ်လဲဒါနဲ့ပတ်သက်ပြီးဘုရားရှင်ရှိစဉ်ကာလကတယောက်သောပုဂ္ဂိုလ်မေးဘူးတဲ့အဲ့ဒီမေးတာလေးနဲ့ဒီနေ့ဒေသနာတစ်ပုဒ်နာကြည့်ဟောကြည့်ကြတာပေါ့နော်
မေးတဲ့လူကသစ္စကပရပိုက်အလုံးကြောက်ပါတယ်နော်ဘယ်လိုလဲအောင်ချင်း၈ပါးတော့ပါသေးတယ်နော်ဆိုတော့အောင်ချင်း၈ပါးပါတယ်ဆိုတော့ဒီပုဂ္ဂိုလ်လည်းနေရပုဂ္ဂိုလ်တော့ဟုတ်သစ္စကပရပိုက်ကြီးကဘုရားကိုမေးတယ်ရှင်ဘုရားတဲ့အဘယ်မြသောအတိုင်းချီဘယ်ပမာဏလောက်နဲ့ရှင်ဘုရားရဲ့တပည့်သာဝကအစ်စ်ဖြစ်ပြီးအရှင်ဘုရားပေါ်မှာမမိတ်မသုံးယုံကြည်တည်မြဲသောသရဏဂုံရှိသောပုဂ္ဂိုလ်လို့ဆိုမလဲသစ္စကပရပိုက်ကမေးဘယ်လိုအတိတရားဘယ်လိုကျင့်ဆောင်မှုမျိုးနဲ့အရှင်ဘုရားပေါ်မှာအကျွင်းမဲ့ယုံနဲ့သရဏဂုံမြဲတဲ့ပုဂ္ဂိုလ်လို့ဆိုမလဲဆိုတော့သရဏဂုံတည်သူရဲ့အတိုင်းအရှိကိုမေးထားပါတယ်လေသရဏဂုံတည်ပြီဆိုရင်လည်းဒီပုဂ္ဂိုလ်ဘာဖြစ်မလဲအပေတကားပိတ်သွားတယ်ဘာဖြစ်လဲဒါမို့လို့ဘုရားရှင်တို့တော်တို့မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်တွေအရေးကြီးအားကိုးနေကြတာအိုးမသိခင်သရဏဂုံတင်ထားအောင်မှဆိုတာလေသိပြီးသားပုဂ္ဂိုလ်သိကြတော့မယ်ဆိုတော့လည်းဗာလေးလောက်ကြသရဏဂုံတင်အောင်မှဘယ်မရောက်ချင်လို့ဘယ်မရောက်ချင်တာတို့ဘယ်မရောက်အောင်လို့သိပြီးသားပုဂ္ဂိုလ်ဆိုရင်လည်းအပယ်မလားအောင်လို့တဲ့သရဏဂုံလေးတင်ပြီးမှချဒီလိုငါတို့လည်းမသိခင်ဗာလေးမရအောင်လုပ်ထားမှဘယ်ကလွတ်အောင်လဲဒီလောက်တော့အတိတရားလေးတွေရှိပါသို့တော့သရဏဂုံတည်တယ်ဆိုတာဘယ်လိုလူမျိုးခေါ်တာလဲဘယ်လိုကြင်ကြံအားထုတ်ပြီးဘယ်လိုဘုရားအဆုံးအမတွေကိုဆောင်ထားတဲ့ပုဂ္ဂိုလ်ကိုဆိုတာလဲလို့စီစစ်ဖူးသလားလို့မေးရင်တူတူပဲဦးဇင်းတို့လည်းငယ်ငယ်တုန်းကကြာဘူးနာဝရှိဟောသိရင်တရဏဂုံလေးမှတင်မသွားရဘူးဆိုလူကြီးသူမတွေပြောသလိုပဲဩဒီဘုတ်ကိုကန်ဆိုးလိုက်တာနော်တိရတရဏဂုံတော့မတင်ရဘူးသူများအမြဝေဒံလေးမှနားမထောင်ရဘူးဘယ်သိမလို့ညလူတယောက်သိပြီးရင်9ရက်နေမှအိမ်ထဲကထွက်တယ်လို့ဒီလိုထင်တာဟုတ်ငယ်ငယ်တုန်းကဦးဇင်းတို့ကလက်တွေ့စမ်းဘူးတဲ့လူတယောက်သိသွားပြီးရင်တဲ့အဲ့ဒီပင်ကြိုမဲ့နေအခေါင်းထမ်းပြီးထွက်သွားရင်လမ်းမှာပြာလေးဖြူထားတဲ့ခြေရာထင်ခဲ့တယ်အဲ့ဒါတွေကစမ်းဘူးတယ်ဥဒ္ဓမင်္ဂလာတို့အဲ့တော့ခြေရာထင်တယ်ဆိုတော့အဲ့ဒီဝိညာဉ်ကြီးကဝိညာဉ်ကောင်ကြီးအသက်ကောင်ကြီးဒီလိုရှိသလိုထင်တာဟုတ်အဲ့တော့9ရက်နေမှထွက်ရတယ်ဒီလိုယူလည်းမရှိဘူးလားအဲ့တော့တရဏဂုံတင်တာ तू ကစောင့်ကြည့်နေအောင်မယ်တရဏဂုံတင်ပြီးတော့မှ तू ကထွက်သွားမယ်ဒီလိုထင်တာတကယ်ဖြစ်စဉ်ကအဲ့ဒါလိုဟုတ်သလားသုတိပရိသေဘာလဲသုတိဆိုတာသိတာပရိသေဆိုတာပတိသန္တေပတိဆိုတာတဖန်ပြန်ပြီးတော့သန္တေတီးနေတာဘာဖြစ်လဲသုတိဆိုတာသိတာပရိသေဆိုတာတဖန်ပြန်ဖြစ်တာဘာဖြစ်လဲကဲဥပါလို့ရိုးရိုးလေးလွယ်လွယ်လေးပြောအောင်ဖားကလေးတရားနာရင်းနဲ့အားတော့တရားရလို့သိလို့နာတာမဟုတ်ဘူးပေါ့ဗျာလောကမှာဘုရားအတန်ကအသာရာဆုံးဆိုတော့ဖားလေးရလည်းအတန်သာရာနဲ့ရနားထောင်တယ်နောက်ကနွားကြောင်သားအထုံးနဲ့ထောက်ဘာဖြစ်လဲသိတော့ဘာဖြစ်လဲနတ်သားဖြစ်သွားတယ်ဖားကဟောဒီမှာသုတိနတ်သားကပရိသန္တိဘယ်ကနေဖြစ်သွားသုတိရနေပရိသေသုတိတော့ကဘာကသုတိတာပရိသေနေတော့နတ်သားဖြစ်နေဒါဖြင့်ဖားကနတ်သားဖြစ်သွားတာလား9ရက်ဆောင်ရသေးလားဆောင်းအောင်တော့ဒါဖြင့်ဖားကနတ်သားဖြစ်တာလားဒါဖြင့်အဲ့နတ်သားဟာဖားလားဟုတ်ဘူးသို့တော့ဒီဖားကလေးဟာသေပြီးနောက်ဘာဖြစ်သွားဒီလိုတော့မပြောရဘူးလားပြောတာပြောမရောသေးနဲ့ပြောတာတော့ပြောရမှာပေါ့ဗျာဖားက
သို့တော့အဲ့ဒီဖားကြီးနတ်သားဖြစ်သွားလားဟုတ်ဘသူကနတ်သားဖြစ်တာသုတိဆိုတာသေတာပရိသေဆိုတာထပ်ဖြစ်တာဆိုတော့အဲ့ဒီထပ်ဖြစ်တဲ့နေရာမှာကဲကြည်လားအဝိဇ္ဇာပစ္စယဒါဟုတ်တယ်နော်တော့မှမှလည်းဆိုရတယ်အဝိဇ္ဇာပစ္စယအဝိဇ္ဇာဆိုတာသိသလားမသိဘူးလားအဲ့ဒီဖာတရားမှန်ပါမှန်သိသလားမသိပါဘူးမသိတာကနားထောင်ကောင်းလို့နားထောင်နေတာကအဲ့ဒါပဲသင်္ခါရပစ္စယသင်္ခါရဆိုတာဒီမှာသင်္ခါရတရားနာပြီးတော့အဲ့ဒီဘာဖြစ်တော့သေတယ်သုတိသေလိုက်တဲ့အခါကျတော့ဒီဘက်မှာဘာဖြစ်လာဘာဝိညာဉ်တို့နတ်ပရိသေဝိညာဉ်နော်နတ်ကလေးပါအောင်ဘာဝိညာဉ်တို့အဲ့နတ်ပရိသေဝိညာဉ်ကဘယ်သူကြောင့်ဖြစ်တာသင်္ခါရကုသိုလ်သင်္ခါရတရားနာလိုက်တဲ့ကုသိုလ်သင်္ခါရကြောင့်ဘာဖြစ်သွားလဲနတ်ပရိသေဝိညာဉ်ဒါဖြင့်ဖားကနတ်ဖြစ်တာလားဖားတော့နွားကြောင်သားဒုတ်အောင်ပဲကာယလေးဒုတ်ထုတ်လို့သိတယ်ဆိုမှတော့ပြားနေပြီဗျရှင်းသလားဖားတော့ဖားခင်ဖြစ်သွားပြီသို့တော့ဘသူကနတ်သားဖြစ်သွားတယ်အဲ့ကုသိုလ်သင်္ခါရဘယ်ဘဝကလုပ်ခဲ့တာဖားဘဝဒါမို့ဒီနတ်သားဘယ်ကလာတဲ့နတ်သားလို့ဖားဘဝကလာတဲ့ဒီလိုမပြောအောင်လားလေတောင်မို့ဖားနတ်သားလို့တောင်ဟိုကာတွန်းနဲ့ကြဘလို့ဆွဲတော့ဆိုဖားကောင်းတဲ့နတ်သားဆွဲတာခုဓမ္မသင်္ကန်းစာကာတွန်းလေးတွေမရှိလားအဲ့ထဲမှာဦးဇင်းတို့လေ့လာကြည့်တော့ဖားကနတ်သားဖြစ်တယ်ဆိုတော့ဖားကောင်းတယ်ပါလို့နတ်သားပေါ့ဗျာအဲ့တော့ဇက်ကဆိုလိုပဲနဂမဆိုတော့ကောင်းပေါ်ပါတတ်တာငကားရုပ်တတ်တာတဲ့သမေမဆိုတော့ဒါတော့သရုပ်ပါအောင်လုပ်ရတာသို့တော့ပြောပါသို့တော့ပဲတခါတယောက်ကမေးလို့ရှင်တန်တကနဲ့ဘိက္ခုနီမရှင်ဘုရားဟောတဲ့တရားတပည့်တော်တို့နာပြီးတော့ရှင်တန်တကကယဟန္တာဆိုပြီးတော့သူများပြောမှဆိုမှစိုးရိမ်ကြောင်းကြတဲ့စိတ်လာသေးလားရှက်သေးလားလာတယ်နော်အဲ့ဒါယဟန္တာရှက်လားမရှက်ဘူးလားအဲ့ဒါခုနကတော့အချင်းများရှင်းပြလိုက်တယ်အပြောနဲ့မရောစီဖို့ပညာနဲ့ပရမတ်မရှိဘူးလားလောကသုံးဝဟရကိုခဏလေးနော်တော့လောကသုံးဝဟရကိုကျော်လွန်ပြီးဟောရမှာလားလောကသုံးဝဟရကိုမပယ်မြစ်ပဲဟောရမှာလားဘုရားရှင်သတ်မှတ်ထားခဲ့သမုဒိလည်းမပယ်နဲ့ကွာဟုတ်ပြီနော်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးကြောင်းကြတော်မူလို့စိုးရိမ်လို့ခမရတို့ကျွတ်တို့အတွက်တရားတော်တွေမဟောခဲ့ဘူးလားအဲ့ဒါတရားမရှိယထာဘူရဉာဏ်မရှိအပြစ်တင်ဖို့သက်သက်သာရှိတဲ့လူကဘုရားဘယ်လိုလုပ်သောကရှိမလဲဒီလိုလာတာဟုတ်ပြီနော်သောကတော့မရှိဘူးပေါ့စိုးရိမ်မှုမရှိဘဲနဲ့ကျွတ်တို့တို့တရားဟောမလားတတ္တဝါတွေကဲမလားတတ္တဝါတွေဆင်းရဲဒုက္ခရောက်မှာကိုပြောတော့ပြောမှာပါဒီလိုမပြောဘယ်လိုပြောမလဲ Buddha was very worried for the people ဘယ်လိုလုပ်မလဲအဲ့တော့သူကစိုးရိမ်လို့မပြောနဲ့ဆိုရင်သူကအင်္ဂလိပ်လိုပြောမယ်ဘာဖြစ်လို့ဒါမှမဟုတ်တရုတ်လိုပြောလိုက်မယ်ဂျပန်လိုပြောမယ်နင်မာပြောနိုင်သေးလေရှင်းသလားအဲ့လောကဝဟာရကိုလို့မရဘူးစိုးရိမ်တာကိုစိုးရိမ်တယ်ပဲပြောမယ်ဒါပေမဲ့သူ့မှာသောကရှိသေးလားဆိုတော့မရှိတော့ဘူးဘုရားရှင်လောက်တိုင်းသောကာယကံဝစီကံမနောကံမှာဘာဥစည်းတော့ဉာဏ်သာလျက်ရှိသွားရှိတယ်ဉာဏ်သာရှိသွားရှိတယ်ဆိုတော့ဟာဘုရားကရေစားတယ်ရေတောက်ရှင်တယ်ရှင်အာနန္ဒာသွားရေသွားခတ်စီတာဟုတ်ဘူးဗျာခဏသီးခံမအောင်လဲတွေဖြတ်ထားတယ်ရေတွေနောက်နေတဲ့သွားခတ်ချမ်းကွာဆာလာပြီမပြောဘူးလားပြောဒါပေမဲ့သူခန္ဓာကိုခင်လို့လားမဟုတ်ဘူးအဲ့ချိန်ရေမပေးရင်သူ့ဘတရားဟောလို့မရတော့ဘူးရှင်းသလားအဲ့တော့ယထာဘုဒ္ဓဉာဏ်မရှိတရားမရှိတော့မဖြစ်ကကြယ်တွေနဲ့တွေ့ရတယ်ရှင်းရတယ်တဲကြတယ်အတန်ကလည်းဝင်နေနော်
ဘောပါလားအဲ့တော့ခင်ဗျားတို့အားလုံးယထာဘုဒ္ဓဉာဏ်ရဖို့တော့လို့တယ်ဒီလိုမှမဟုတ်ရင်ဟိုလူပြောရင်းသွားလိုက်ဒီလူပြောဟုန်တုံးတို့ဟမ်ဘုရားသောကမပြောအောင်လားပြောတယ်ဒါပေမဲ့ဘုရားမှာသောကရှိသလားမရှိဘူးပြောစရာမရှိလို့ဝေါဟာရဒီတိုင်းရှိလို့ပြောတာရှင်းတယ်နော်အဲ့တော့ရှင်နန္ဒကဘာလို့ရှက်တယ်လဲကဲသူတော်ကောင်းယရဏ9ပါးပြောကြည့်သမှာပါလိတော့ကဲဟိရိဩတ္တပမပါဘူးလားဒါပေမဲ့ယဟန္တာကြီးမှာဟိရိဩတ္တပမရှိရဘူးလားအေးဟိရိဩတ္တပရှိလို့ခင်ဗျားတို့ကျုပ်တို့လို၅ပါးအယုံကာမဂုဏ်နဲ့ပျော်တယ်လို့အချိန်ခံရမှာကိုရှက်တယ်ရှင်းသလားဘဝ900သူ့မိဖုရားတွေဗျ။ तू ကသိနေတယ်ဟို900ကမသိဘူးဆိုတော့ तू လိုပဲသိတဲ့အရိယာမဟုတ်တဲ့ပုထုဇဉ်တွေကြတော့ပြစ်တင်မှာကဲ့ရဲ့မှာဒါလည်းစိုးရသေးတာစိုးတယ်ဆိုတာသူ့အတွက်စိုးတာလားဟိုလူတွေပြစ်ဖြစ်မှာစိုးတာလားအဲ့တော့အကောင်းမြင်ဝါဒလေးရေးကြည့်တယ်ရှင်းတယ်နော်အဲ့တော့ဟိုဘက်ကလက်ထိုးနေဒီဘက်ကလက်ထိုးနေဆိုတော့ဒီနေ့ဗုဒ္ဓဘာသာသစ္စာဉာဏ်လေးကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြောင့်များစွာပွင့်လင်းလာမှုမရှိဘူးလားဝိုင်းဝန်းပြုထောင်စူးစီးစွာနဲ့ညီညွတ်စွာနဲ့သာသနာကြီးထွန်းကားလာအောင်ဝိုင်းလို့ရအဲ့တော့ဒါလေးနည်းနည်းမြင်လာရင်ဟိုဘက်ကထိုးချလိုက်ဒီဘက်ကထိုးချလိုက်ဆိုတော့ထိုးဖို့လောက်ပြင်းနေတာဟမ်တို့ဗမာပြည်ကလည်းထုံးစံလူစွမ်းကောင်းကိုမထားတာဟမ်တိုးတက်เสียအကြောင်းရှိလားအဲ့တော့ယထာဘုရားဉာဏ်ရဖို့မလိုဘူးလားအားလုံးအဲ့ဒါအဲ့တော့ငုံစုံပြစ်ထိုင်နေရင်ဒီသာသနာွယ်တော့မှာရှင်းသလားအဲ့တော့မနေနိုင်လို့အကွယ်မခံနိုင်တော့လည်းသူ့မင်္ဂလာငပွားကြီးလောက်ရသေးတာပေါ့နော်အဲ့တော့ဘာဖြစ်လို့ဆိုတော့ပြောတော့ပြောမရောစင်နဲ့မရောအောင်လည်းခုသင်ထားပြီဖားကနတ်သားဖြစ်တာလားမဟုတ်ပါဘူးတရားနာလိုက်တဲ့ကြောက်တရားကြောင့်သို့သောဖားနဲ့กินသလားဆိုတော့အဲ့ဒါမှအဲ့ဒီဖားတာမပါရင်ဒီနတ်သားဘယ်လာတော့အလီနာဒေါ်လာလောက်ရုံရှိတာပေါ့ရှင်းသလားဟုတ်ကြမြက်ပကလေးကဝဖြစ်ချင်တိုင်းဖြစ်နေတဲ့နတ်သားဒီလိုလားသူများဖန်ဆင်းလိုက်တာလားအကြောင်းဒီနတ်သလားပါပြီလာမယ်ဒီမှာသစ္စာပရပတ်ဘယ်လိုအတိုင်းရှည်တဲ့ဗုဒ္ဓဘာသာအရှင်ဘုရားရဲ့အဆုံးအမကိုမမိတ်မသုံးယုံကြည်တဲ့တရဏဂုံမြဲသူလို့ဆိုမလဲသိတယ်မသိတယ်ဒါခင်ဗျားတို့ကျုပ်တို့ကြမ်းကိုကြံရမယ်အကြံအဲတော့တရဏဂုံမြဲအောင်ဘယ်လိုလုပ်မလဲဘယ်လိုအတိုင်းရှည်ဟာတရဏဂုံမြဲတယ်လဲသိအမသိအကြိုးစားစေမကြိုးစားစေဖြေတော့မယ်ဘုရားဖြေတော့မယ်ကြည့်ဟေးအဂိဝဒနာသစ္စကပရပရဲ့ငယ်နာမည်အဂိဝဒနာနော်ဟေးအဂိဝဒနာငါဘုရားရဲ့ဆုံးမအောက်မှာငါဘုရားဆုံးမထားတာရှိတယ်တဲ့ခန္ဓာဘယ်နှပါးတော့မဲသူတို့သိတယ်ဗျအဲ့ဒီခန္ဓာ၅ပါးပါလေလေခန္ဓာဘယ်နှပါးဟောသေးတယ်ခွက်ကဲလို့နော်မသူတို့ဝิญဉာဏ်ရုပ်လုံးမှာဒါလည်းဥစဉ်ကြည်တတ်တယ်စိမ့်စိမ့်လေးတစ်ခွက်နဲ့နီနီလေးလေးခွက်ဆိုရင်ဒါဘာနဲ့သွားမလဲရူပခန္ဓာဒါအဘိဓမ္မာခန္ဓာ၅ပါးအရှိခန္ဓာ၅ပါးဟိုကသုတ်တံခန္ဓာ၅ပါးအစဉ်ခန္ဓာ၅ပါးဗါတဲ့ဟိုကဝิญဉ္ကြောင့်နာယုတ်နာယုတ်ကြောင့်သာလယနာကြောင့်ဖာသာကြောင့်အစဉ်တန်းနေအဲ့ဒါသုတ်တံဟုတ်ပြီနော်ဒါကအရှိဒါကဘာလဲခန္ဓာ၅ပါးယူဘက်ခန္ဓာမြဲသလားဝေဒနာသင်ညာသင်္ခါရဝิญဉ်ဘယ်ခန္ဓာမြဲလဲမမြဲတာကိုတဲ့မမြဲဘူးလို့သိထားတယ်မမြဲဘူးလို့မှတ်ထားတယ်မမြဲဘူးလို့ဆောင်းထားဟုတ်ပြီနော်အဲ့ခန္ဓာ၅ပါးဟာငါလားငါဥစ္စာလားငါကိုယ်လားဘာသစ္စာချမ်းသာသလားဆင်းရဲသလားဆင်းရဲတာကိုဆင်းရဲတယ်လို့သိထားတယ်ဆင်းရဲတယ်လို့
မှတ်ထားတယ်ဆင်းရဲတယ်လို့ဆောင်ထားတယ်သိတယ်မှတ်တယ်ဆောင်ထားတယ်ဆောင်ထားတော့ဒီထဲမှာအတ္တလားအနတ္တလားအဲ့လိုအနတ္တလို့သိတယ်အနတ္တလို့သိတယ်အနတ္တလို့မှတ်တယ်အနတ္တလို့ဆောင်ထားတယ်အဲ့ဒါငါဘုရားရဲ့သာဝကရှင်းမလားငါဘုရားပေါ်မှာမမိတ်မသုံးယုံကြည်တဲ့လူတနည်းအားဖြင့်တရဏဂုံမြဲတဲ့ပုဂ္ဂိုလ်ရှင်းသလားဆရာတို့ခန္ဓာဘယ်ချိန်မြဲတယ်ဘုရားပြောမထားဘူးလားသိအောင်လဲလုပ်တာမှတ်လဲဟောဆိုအဲ့တော့ကဘာကြီးကကြောင်းမှလုံးပြီးပိန်မာတော့မပြားနဲ့ဟမ်ခုတရားပွဲတဲ့ရောက်ရင်တော့အနိစ္စအိမ်ရောက်ရင်ငါဟာတွေပဲရောက်ဘူးရှင်းသလားငါဟာတော့ပြောမနေနဲ့ဒီကပြန်ထွက်ကြတဲ့ငါဖဏငါဆိုင်ကငါကားငါအိမ်နဲ့ပြဿနာတက်သွားသဘောပါသလားအဲ့ဒါဆောင်းသလားမဆောင်းဘူးလားမှတ်သလားမမှတ်ဘူးလားအေးအဲ့တော့သိလဲသိရမယ်လောကမှာဘယ်တရားမြဲလဲအတ္တတွေလားအနတ္တတွေလားဒါပဲကွာအဂိဝဒနာလေအဲ့ဒါဆောင်းထားရင်ဗုဒ္ဓသာဝကအစစ်ပဲရှင်းရလားခုနားနေရတဲ့သစ္စာတရားတန်ဖိုးကိုသိသလားအနိစ္စတစ်လုံးသိဖို့ဆိုတာဘုရားမပွင့်ရင်အခုခင်ဗျားတို့မှသိခွင့်မရဘူးလားပညာတကပညာထဲမှာအနိစ္စဒုက္ခအဲ့ဒီပညာ၃ပါးဟာတန်းအမြင့်ဆုံးသူ့ထက်မြင့်တဲ့ပညာတိုက်တဲ့ပွဲတွေယူထားဒီပညာမှမတတ်သေးရင်ပညာရှိလို့ကိုမခေါ်နဲ့ရှင်းတတ်လားအဲ့တော့ပညာအရေးကြီးလားမကြီးဘူးလားလာပြီဒီနေ့သစ္စကပရပိုက်တရားစီရင်ကိုရောမြတ်ကြီးဝေသာလီပြည်မှာသတင်းသုံးပြီးတကလားနေတဲ့မဟာဝုံတော်ကုတ္တဂါရကျောင်းမှာသတင်းသုံးပြီးနေတော့သစ္စကပရပိုက်ဆိုတာလဲဝေသာလီပြည်သားသူကအမတမ်းမှာဝါရရေးရာကျွမ်းကျင်ဘာကျွမ်းကျင်ဝါဒရေးရာ professor ပဲသူကဒိတ်တန်းမှာသူနဲ့ကဝါဒချင်းဆိုင်ပြီးရှင်ပြီးတော့ပြောလိုက်ရရင်သူ့ကိုနိုင်တဲ့လူအဲ့တော့ဘသူကိုပဲဝါဒချင်းတင်သူကနိုင်ခဲ့တော့သစ္စကပရပိုက်ဟာဘာကြွေးကြော်လဲဆိုလောကမှာတဲ့အလုံးစုံသိတယ်အလုံးစုံမြင်တယ်လို့ပြောနေကြတဲ့ပုဂ္ဂိုလ်တွေငါနဲ့ကဝါဒချင်းပြိုင်လိုက်ရရင်ချွေတီတီကြပြီးတော့တခါတည်းခြေကားရလက်ကားရနဲ့ကျွန်းထုံးမောက်ကုန်ဖြစ်သွားမယ်တဲ့ဟုတ်ပြီနော်လူကိုမစော်ထားနဲ့သက်ရှိတဲ့လူကိုမစော်ထားနဲ့အသက်မဲ့တုံးနေတိုင်နေတော့သူကဝါဒတင်လိုက်ရင်ရိမ့်ရိုင်သွားမယ်အမေဒီလောက်ဆိုဘယ်သူကတော့သစ္စကပရပိုက်ကအခုသူကတော့တို့ကိုကျေးဇူးပြုသွားပြီတရဏဂုံမြဲသူတီသူကဘာလဲလို့သူမေးမသွားဘူးလားအဲ့ဒါဒီသုတ်တော်ကဖြစ်လာတာအဲ့တော့အဲ့လိုကြွေးကြော်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတော့တရက်မှာဘုရားရှင်ကိုရောမြတ်ကြီးကကုတ္တဂါရကျောင်းမှာသတင်းသုံးနေတယ်တပည့်ဖြစ်တဲ့အတ္တဇိယဟန်ကယူရဲဆွမ်းခံကြွတော့သစ္စကပရပိုက်နဲ့တွေ့ပရပိုက်ကြီးကမေးရှင်ဗျာခဏရှင်ဗျာဘသူတပည့်လဲဆိုတော့ရှင်ကြီးကောရမရဲ့တပည့်ကောရမဘုရားရှင်ရဲ့တပည့်ပါတပည့်တော်တွေ့ချင်နေတာတော်ပဲအရှင်ဘုရားတို့ဆရာကအရှင်ဘုရားတို့ကိုဘယ်လိုများပြောလေဟောလေဆုံးမလေရှိသလဲဟုတ်ပြီနော်ဘသူဆုံးမအောင်မေးတာဘုရားရှင်ဟာတဲ့သူ့တပည့်သားသာဝကတွေပေါ်မှာဘယ်လိုဆုံးမသလဲတဲ့ဆုံးမတာတော့သစ္စကပရပိုက်အဂိဝဒနာတဲ့တခြားမဟုတ်ပါဘူးရုပ်ဟာအနိစ္စနာဟာအနိစ္စချုံလိုက်ကြစို့ဝေဒနာပညာသင်္ခါရဝိညာဉ်ဆိုတာဘာလဲဒီတရားတွေဟာအနိစ္စအဲ့ဒီအနိစ္စတရားတွေဟာချမ်းသာသလားဆင်းရဲသလားအဲ့ဒီဆင်းရဲတဲ့တရားတွေဟာအစိုးရသလားမရဘူးလား
အဲ့ဒီယုံနာဓမ္မသင်္ခါရတွေဟာအနိစ္စတရားဒုက္ခတရားအနတ္တတရားလို့ငါတို့ဆရာကဆုံးမတယ်ဆိုတော့တဲ့သစ္စကပရပိုက်ကရှင်ကြီးဂေါရမသနာဆရာကောင်းလိုက်တာဗါတဲ့ရှင်ကြီးဂေါရမအတ္တကိုအနတ္တလုပ်နေပြန်ပြီဗါတဲ့အတ္တကိုအနတ္တလုပ်နေပြန်ပြီတဲ့တကယ်လို့များငါသူနဲ့တွေ့ရင်ကွာတဲ့သူ့ဝါဒဇွဲကိုချွတ်ပေးနိုင်ကောင်းပါရဲ့အမေသူကဘုသူချွတ်မှာဘုရားကိုသစ္စကပရပိုက်ကချွတ်မှာဟုတ်ပြီနော်ဝါဒမားနေကြတယ်တဲ့အတ္တကိုဘာလို့အနတ္တလောက်ထားတယ်တဲ့အကြောင်းများတိုက်ဆိုင်ရင်ငါချွတ်ပေးနိုင်လောက်ကောင်းပါရဲ့တဲ့သနာစရာကောင်းတဲ့ဂေါတမလုပ်ပြီဗျာသဘောပါသလားကြီးတခါတလေအဲ့ဒီငါဖလဲကပြောင်းပြန်လှုပ်ချင်လှုပ်နေသေးတာနော်မှားနေတာကသူဟုတ်လားဟိုအမှန်တရားကိုဘာလို့အောင်မလဲအမှားလို့ပြီးသူကချွတ်အောင်မလဲဟုတ်ပြီနော်ကြွေးကြော်ထားတာမင်းတို့ဆရာကြုံရင်ငါချွတ်လိုက်ချင်ပါသေးတယ်ငါကဲတင်နိုင်ကောင်းပါရဲ့အမေဘုရားကိုသူကသနာနေတာဘာမှလို့လဲဝါဒမာနေလို့ဘာမာနေလို့သစ္စကပရပိုက်ယူထားတာကအတ္တဘုရားကပြောတာကအဲ့တော့ဘုရားကပြောလို့အနတ္တဖြစ်တာလားအနတ္တရှိလို့အနတ္တပြောတာလားဒီနဲ့တော့အဲ့တော့သို့တော့အတ္တသမားကအနတ္တကိုကြိုက်သလားကြိုက်ဘူးအောင်ဖွက်ဘာဖြစ်စေအဲ့ဒါဘာဝါဒီသမားတွေအတ္တဝါဒီသမားတွေကဲအခုခင်ဗျားတို့လည်းသားတွေသမီးတွေနဲ့တိုက်တိုက်ဝုန်းဝုန်းဥကွဲတိုက်ပြက်ပြီးနေကြလားဥမကွဲတိုက်မပြက်နေကြလားလိုက်လာတော့ပါဗျာရှင်းလားတော့အနတ္တတရားဟောရခဲ့ဟိုအတ္တသမားဆွဲဆောင်လို့သိကောင်းဟမ်သစ္စာတရားငကောကလည်းဒီလိုရဲတတ္တိရှိရှိကြဲကြဲပြက်ပြက်ကမဟောခဲ့တော့ဟိုအတ္တဝါဒတွေကဆွဲဆောင်တဲ့နောက်အကုန်လုံးတောင်းမလို့ဘုန်းကြီးကျောင်းဆောက်တာတောင်ရဲရတာလေးယူပြီးမှဆောက်ကျုပ်ကရင်နာလို့မဆုံးဟမ်သဘောပါလားကျောင်းမှာဥစဉ်အကုန်ဖြစ်တာဘုန်းကြီးတဲ့ကျောင်းဘယ်နဲ့ရိုက်မလို့အေးလေရိုက်လေပေါ့ရဲရွေးပြီးခုရိုက်ကုသိုလ်ကျောင်းဆောက်တယ်ဆိုလှူမှကုသိုလ်လုပ်တဲ့အချိန်ကရဲရတာအဲ့ဒီကောင်းတဲ့ချိန်ခုရိုက်ဆိုပြီးရိုက်လာတဲ့ဟာတွေကြီးပဲဓမ္မယုံကြီးဘယ်နဲ့ရိုက်မယ်ရိုက်မယ်ဘုန်းကြီးဘယ်နဲ့ရိုက်မလဲခုရိုက်ကြစို့ကွာဓမ္မဗျာလက်သမားရှိတယ်ပညာရှိတယ်ပေကျိုးရှိတယ်မရှိသွားဝယ်သွားရိုက်အဲ့ကြောင့်ဆိုနေခုထိမပြီးသေးဘူးဟုတ်လားအရင်မရွေးပဲရိုက်လိုက်လို့ထင်တယ်နက်ခတ်မကောင်းတာဖြစ်တော့တယ်ဘာမကောင်းတာကိုဆိုးတယ်ဗျာဟုတ်လားမဟုတ်ဘူးလားအကြောင်းမကောင်းလို့အကျိုးမကောင်းတယ်ဘယ်နဲ့ရိမ့်မယ်ဆိုမှသံပင်က9000စီကနေ4သိန်းခွဲဖြစ်ဘယ်လိုရှင်းသလားအဲ့ဒါရဲရစာမတွက်မိလို့ထင်ပါရဲ့သိကြလားအဲ့ဘုန်းကြီးလာပြောတယ်ဘုန်းကြီးတဲ့ကျောင်းကလူဝင်နေနေတယ်တဲ့ဘုန်းကြီးကတောက်ကြသားဆိုတော့တဲ့ကန်းကော်ပန်းလေးဖျားတင်လိုက်အဲ့ဒါမင်းတို့ကငါတတ်တယ်လို့အဲ့ဒါတင်လို့သာလူလာမယ်ဆိုရင်သူမင်္ဂလာအဲ့လိုအဆောင်ကောင်းလို့ထင်တယ်ကိုအောင်မြင်တယ်သဘောပါကလားအဲ့တော့အဲ့ဒီယူဆတွေရှိသေးလားနည်းနည်းကြရင်လည်းလွှင့်ပလိုက်တော့နော်အကြောင်းကောင်းမှတိုက်ဆိုင်မှုတွေပါတဲ့အမှန်မဟုတ်ဘူးတဲ့ရှင်းသလားအဲ့ဒါသာသနာ့ဘွဲထိုးအောင်လာတဲ့အဖွားကြီးတွေကလာသေးတာနော်ဘုန်းကြီးသာသနာ့ဘွဲထိုးလိုက်မြန်ပြီးသွားအောင်သာသနာ့ဘွဲထိုးမယ်ဆိုကျုပ်ကပဲသွားထိုးအောင်သာသနာကျုပ်ပဲလို့နေ့တိုင်းတရားဟောနေတာ365ရက်တရက်မှပြောက်တစ်ခါတလေ3ပွဲလောက်တောင်ဆက်လိုက်ရသေးတယ်အဲ့မဲ့သာသနာကျုပ်ပဲထိုးခြင်းကျုပ်လာထုတ်ဒါမှငပြောသီးလေးပါလေစားသို့တော့မပြောစိမ့်ကြီးတွေတော့မလုံးနဲ့
ဘောပါသလားအဲ့တော့အတ္တဝါဒဟမ်အတ္တဆိုတာခိုင်မြဲတယ်အစိုးရတယ်မရှိဘူးလားသဘောပါသလားအဲ့တော့တောင်းအတ္တဝါဒဟမ်အတ္တဆိုတာခိုင်မြဲတယ်အစိုးရတယ်မရှိဘူးလားဗြဟ္မဏတွေရတဲ့ရေရာခြေလိုက်အောင်မြင်တယ်ရေရာကောင်းမင်းလောင်းတောင်ဟမ်အဲ့ဒါအတ္တဝါဒတွေကလာတာခမအဲ့ဒါလို့သာလှုပ်ရှင်တိုင်းလှုပ်လို့ရရင်လောကကြီးဂျွန်းလုံးမောက်ကုန်ဖြစ်နေတာကြာလားနျူကလ িয়ার လက်နဲ့တောင်မလို့ရှင်းသလားရသလားကိုလေငယ်တော့သုံးမင်္ဂလာလို့ရုံကအင်းကွက်များတစ်ခါတည်းမြေကြီးထဲထိုးလိုက်ဟက်တက်ကွဲသွားသလိုမလျင်လို့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်ရှင်းသလားအဲ့လောကီအစီမံသမားတွေကလည်းသူတို့အတ္တကြီးကိုမစွန့်နိုင်တော့ဘယ်ဟာကြီးကဘလို့ဖြစ်တော့မှလို့ဘာဖြစ်တာမြင်မှုလို့ဖတ်သွားတာရဲ့လိန်သွားတာရဲ့ဝိုက်သွားတာရဲ့စားသွားတာရဲ့ဒါပဲရှိတယ်ရှင်းသလားဘုသူတွေဘာဖြစ်တယ်ဘုသူတွေမှာသူတို့လည်းပတ်ပြီးဝိုက်ပြီးကုန်တာပဲကြည်ရသလားအဲ့တော့ခင်ဗျားတို့ကအတ္တဘက်ကလားအနတ္တဘက်ကဟုတ်ပြီဒါဖြင့်တို့ကဘက်လိုက်ပြောနေတာလားသဘာဝကိုပြောနေတာမပေးနဲ့ငါတို့ပြောနေတာသဘာဝဝါဒပြောနေတာလားဘုရားဝါဒလားဟုတ်ဘုရားမှာဘာဝါဒမှမရှိဘူးဝါဒအလုံးလွတ်ကင်းနေတာဝါဒအစွဲများကလွတ်ကင်းတာကိုဘုရားရဲ့တပည့်တန်ခါလို့ခေါ်တယ်ရှင်းသလားအဲ့ဒီဝါဒထဲမှာနေသေးရင်ဘုရားသာဝကကိုရှင်းသလားသဘောပေါက်သလားတနင်္လာအင်္ဂါအမှန်သားတစ်ခုသာဖြစ်တယ်။ဘာသက်ရောက်မှုမှရှင်းသလား။စနေကျိုးအင်္ဂါကျိုးများပြက်ကစားကျင့်အောင်မလားမသိဘူး။ရှေ့လဲလို့မရရင်သူကပြက်ကစားဆိုနောက်လဲတာ။သဘောပါလား။အဲ့တော့ရှေ့လဲကြမလားနောက်လဲကြမလား။သဘာဝအတိုင်းပါဗျာ။ဒီသိနေရတာကိုလို့ရှေ့လဲမလားနောက်လဲမလားမျိုးသစ်အကွက်ရပြီဆိုရတဲ့အကွက်ကိုရှိသလိုဆောက်ရမှာဘွားကိုလဲကျင်သလိုလဲလို့ဖြစ်သလားရှင်းသလားသဘောကောပေါက်သလားပြောအောင်မတင်းမပြောတာကြားပြီနော်ရေခွက်ကအနောက်ဘက်လဲထားတာအနောက်ဘက်မျက်နှာလဲပြီးဆောက်ရင်သူ့မင်္ဂလာဒီချိန်ရောက်စားတာကြားလားအခုမဟုတ်ဘူးတနင်္ဂနွေသမီးဆိုတော့တဲ့အနောက်ဘက်လဲတာမကြိုက်ဘူးတဲ့မြောက်ဘက်လဲရမယ်အင်္ဂါကိုအနောက်တောင်းကထားရမယ်ဆိုတော့အိမ်အဝင်ပေါက်ကအိမ်သာဖြစ်နော်အဲ့အမိတ်စိတ်တိုင်းကြဆောက်ပြီးဆောက်ရပြီးသေးရောဟမ်အဲ့တော့သူ့စိတ်တိုင်းကြဂျိုစည်းနှက်ခအကုန်လွတ်အောင်ဆောက်ပေးတာဘာလို့သေးသွားဒီအင်းကြီးကြောင့်လားအိမ်ဆောက်လိုက်လို့ပဲရေရာကလွတ်သွားတယ်သဘောပါသလားကြည်ရောကြည်နှက်ကလားမန္တလေးမြို့ရဲ့ရဲရသာမရွေးပဲဆောက်တဲ့အိမ်ဒါမှလူရသည်ရောက်တိုင်းကျင်တ်သလားကြိုက်ဒါဖြင့်အဲ့ဒီတည်းလားအင်္ဂါကတော့သက်ရောက်မှုရှိသလားအပြတ်ပြောတယ်လုံးဝသက်ရောက်မှုမရှိဘူးမကျင်တတ်တဲ့လူချိန်မြွေးလာတဲ့သူမင်္ဂလာရှိရှင်းလားအကြောင်းတရားနဲ့အကြောင်းကောင်းမှအားလုံးသဘောကျတယ်နော်တွေးဝင်နေကြမလားတာဝကအစ်စ်ဖြစ်အောင်လုပ်အဲ့ဒါလောက်ယုံကြည်မှုခိုင်မြဲနေရင်ကိုပယ်တကားပိတ်တယ်ရှင်းသလားအဲ့တော့ရောင်ဝါဗုဒ္ဓဘာသာလုပ်မလားသေချာအောင်လုပ်မလားကြည့်လာပြီရှင်ကြီးကောရမတွေ့ရင်ချွတ်လိုက်ရှင်သေးတယ်တဲ့သူကအတ္တကိုဘာလုပ်ထားလို့အဲ့ဒါလေးပြောပြီးတော့ရှင်ဟသစီကတော့ကဲသူပြောစရာရှိတာပြောပြီးဆုံးခံဆက်ကြွသွားပြန်လာဖះလျှောက်အဲ့ဒီမှာသစ္စကပရပိုက်ကသူလိုချင်တာကရှင်ကြီးကောရမကိုဝါဒချင်းချိုးနှိမ်ပြဖို့သူကသူ့ထက်နာမည်ကြီးလာတာဟုတ်ဗျဘုရားရှင်ကြွမလာခင်ကဝေသာကီလီပြည်မှာသူက top 1သူ့ထက်သာတဲ့လူမရှိဘူးခုဘုရားရောက်လာတော့သူက top 2ဖြစ်သွားတယ်အလိုလိုနေစကင်းနေရာရောက်သွားတော့သူကျင်တတ်သလားမကျင်တတ်ဘူးအဲ့တော့သူပြန်တိုက်ခိုက်မယ်ဆိုပြီးတော့ဝါဒစစ်စင်မလို့ရှာတာ
အဲ့တော့သူယူထားတာအတ္တဘုရားကအနတ္တကြိုက်ပြီးစစ်စင်ရေးဆင်နွှဲမယ်ဆိုပြီးတော့သူကဘာလုပ်လဲနောက်က background သွားရှာလွတ်တော်ထဲမှာညီလာခံသူကဝေသာလီဆိုတော့လစ်ဆွေမင်းသားတွေသူကလွတ်တော်စနစ်နဲ့အုပ်ချုပ်ဟုတ်ပြီနော်အဲ့တော့မင်းသား900ညီလာခံကျင်းပနေတဲ့ထဲသွားပြီးတော့ရှိတဲ့နေကြွေးကြော်တယ်လာဟေးငါဒီနေ့ရှင်ကြီးဂေါရမနဲ့ဝါရပြိုင်ပြီးရှင်ကြီးဂေါရမသွားချွတ်မလို့မင်းတို့လိုက်ခကြမင်းသား900သွားခေါ်တယ်ဘယ်သူသွားခေါ်လဲလွတ်တော်ထဲဝင်ခေါ်တယ်ဟုတ်ပြီနော်ဘယ်ထဲဝင်ခေါ်လဲတရားနာအပြင်ဟာတွေအာယုံမရောက်စေနဲ့အဲ့တော့တွန့်သွားတယ်နော်မတွန့်နဲ့ဒါဘယ်မှာတော့မဟုတ်ဝေသားလေးမှာတော့ကပ်ပြလုံးဗမာပြည်မှာလားဝေသားလေးမှာလွတ်တယ်နော်ဘယ်မှာတော့ဝေသားလေးမှာဝေသားလေးပြည်ကလစ်ဆွေမင်းတွေရဲ့လွတ်တော်ထဲဝင်ခေါ်တာမင်းသားဘယ်လောက်900အဲ့တော့ဝင်းသား900ထဲမှာတရားတရားရှိတဲ့လူရှိတယ်အဲ့တော့သူတို့ကအာနာယမင်းသားတွေလွတ်တော်အမတ်အုပ်ချုပ်ရေးစနစ်ဆိုတော့တချို့ကဒီနေ့ပွဲကြီးပွဲကောင်းရှိရတော့မယ်ရှင်ကြီးကောရမတော့ကောင်းဒီနေ့ပြဿနာတက်ပြီတရားမရှိတဲ့လူတွေကတရားရှိတဲ့လူတွေကြတော့ဘုရားကိုတွေ့ပြီးသားနာဘူးပြီးသားယုံကြည်ပြီးသားပုဂ္ဂိုလ်တွေကမိုက်လိုက်တဲ့သစ္စာပရပိုက်ဘုရားပဲကြွမလားသူပဲကြွမလားကဲကြည့်ကြသေးတာပေါ့ဟုတ်ပြီနော်လစ်ဆွေမင်းသား900နောက်ကလိုက်သွားအဲ့တော့မင်းကြီးမင်းသားလွတ်တော်တွေကနေ900သစ္စာပရပိုက်နောက်ကထွက်လိုက်သွားတာတွေ့တော့တိုင်းပြည်ကလည်းဘာနေမလဲဟာလူကြီးတွေတောင်သွားပြီဆိုတို့လဲဒုက္ခပဲနော်အဲ့ဒါဘယ်သူစီသွားကြတော့ဘုရားစီတစ်မျိုးလုံးဘယ်သူစီသွားတော့အဲ့တော့ဘုရားကလည်းသိတယ်ဒီနေ့သစ္စာကပရမိုက်လာတော့မယ်ဆိုတာသိတော့သူကြောင်းတဲ့ကကုတာကာရကြောင်းတိုက်ကချင်းချင်းလေးအဲ့တော့အဲ့ဒီမှာစောင့်လို့တော့မရတော့မဟာဘုံတော်တွေကသွားစောင့်တော်တွေကသစ်ပင်ရိပ်အောက်ကနေစောင့်တယ်အဲ့တော့လူလောကမှာရှိတဲ့ဒီလစ်ဆွေမင်းသားနဲ့မင်းသား900နဲ့တကွဝေသာလီတပြည်လုံးလည်းတရားနာထွက်လာတယ်ဘာရပြိုင်ပွဲသစ္စာပရဘကကြွေးကြော်သွားတာဟိုဒီနေ့ရှင်ကြီးကောရမကိုတဲ့မွေရေဆုပ်တယ်လို့ဆုပ်ပြမဲတဲ့ဟုတ်ပြီနော်တခါတည်းအမိရနေကိုင်မွေရမ်းပြီးတော့မြစ်ထဲပြစ်တယ်လို့ပြစ်ပလိုက်မယ်ဟိုကဆိုတယ်လို့သဘောပါတယ်နော်အဲ့တော့အကြီးကျယ်ကြွေးကြော်သွားတာဆိုတော့ဒါဒီနေ့ပွဲကြီးပွဲကောင်းပွဲဆိုနောက်ကပြေးသက်ကလည်းလိုက်လာဒါတွေမကဘူးနတ်လောကကရှိတဲ့တရားမင်းနဲ့တကွနတ်ဒေဝတာတွေကဟာဒီနေ့တော့တရားဓုနာရတော့မယ်တရားရှိတဲ့နတ်တွေကတရားဓုနာတော့တရားမရှိတဲ့မိစ္ဆာနတ်တွေကကြတော့ဟာဒီနေ့တော့ရှင်ကြီးကောင်းတော့မှကောင်းရှက်ပွဲပြီရှင်းသလားဘာပြိုင်ကြဘယ်သူကပြိုင်မှာဘုရားပြိုင်မလို့လားဘုရားမှာပြိုင်စရာဝါဒချင်းလာလို့တော့ပြိုင်စရာမရှိဘူးဘုရားကဝါဒသမားလားသဘာဝသမားလားမမေ့နဲ့ဝိသကလေးကသဘာဝကိုတင်းလာတာပြောစရာရှိတာတော့ပြောမှာပေါ့သို့တော့အရှိနဲ့ရောလို့တော့ပြောအပြောပါပယ်လိုက်ရင်တော့ဘာမှမလုပ်ရုံရှိတာရှင်းသလားကဲတရားဟောနေတယ်ဆိုတာအရှိတရားတွေကိုမလုပ်နဲ့ပြောနေတာအရှိတရားတွေမလုပ်နဲ့ပြောနေတော့ဒီဝါရမသုံးလို့ရမလားဥစဉ်ပြောဘူးဆိုလိုပဲပရမတ်ချီတက်ဟောသမ်းမှာဆိုရင်ဟောလို့ရမလားရုပ်ဆိုတာလည်းပြဉ္ညာဝေဒနာတင်ညာသင်္ခါရဆိုတာလည်းပြဉ္ညာပဲဝေဒနာမဂရလို့တို့မြန်မာလိုပြောတော့ခံစားချက်အင်္ဂလိပ်လိုပြောရင် feeling အဲ့ဒါတွေပါလေလေပြဉ္ညာတယ်ဒီပြဉ္ညာမပါပဲတရားဟောလို့ရှင်းသလားကုံပြောမယ်နိဗ္ဗာန်ဆိုတာတော့ပြဉ္ညာပဲအခေါ်တစ်ခုပဲနိဗ္ဗာန်ကလားလို့ပြောရင်နိဗ္ဗာန်ရှင်းသလားအဲ့တော့ဒါတွေသူပြောနေသူပြောနေတာဝေါဟာရအရာမသုံးဝေါဟာရမသုံးလို့တော့ဟုတ်သစ္စာပရပိုက်နဲ့တစ်ဖွဲ့လုံးရောက်သွားပြီ
ဘုရားကမဟာဝန်တော်တဲ့သစ်ပင်ရေးအောင်မှာထိုင်နေတယ်အဲ့ဒီမှာဘုရားရှင်ကိုရမကြီးစီရောက်ပြီးတော့ဘုရားကိုသစ္စကပရပိုက်ကနှုတ်ခွန်းဆက်တာပြီးအပြန်လန်ပေါ့လေနေကောင်းကြလားကျမ်းမာကြလားခုမှတွေ့ရတယ်ဂျမ်းမြင့်စွာမှတွေ့ရတယ်ဘာညာပြောပြီးပြီဆိုတော့သစ္စကပရပိုက်ကရှင်ကြီးကိုရမတဲ့ရှင်ကြီးကိုရမဟာရှင်ကြီးကိုရမရဲ့တပည့်တပန်းတွေအပေါ်မှာဘယ်လိုဆုံးမသလဲအဆုံးမလေးပြောသမှာမေးပြီနော်ခုနကအာသတိကိုလည်းဒီမေးကုန်မယ်မေးတာခုဘုရားနဲ့တွေ့တော့လေဒီမေးတော့ဘုရားရှင်ကိုရမအေးတဲ့ငါတပည့်တွေဆုံးမရတော့ခန္ဓာဘယ်နှပါးရှိတော့ခန္ဓာ၅ပါးရှိပါကွာအဲ့ဒီ၅ပါးသောခန္ဓာတွေဟာမမြဲဘူးဆင်းရဲတဲ့အစိုးမရခန္ဓာ၅ပါးဟာမြဲလေအဲ့ဒါငါဆုံးမတယ်တဲ့မင်းတို့အဲ့ဒါမမေ့ကြနဲ့ဟုတ်ပြီနော်အဲ့ဒီတရားတွေကိုမမြဲတာဆင်းရဲတာအစိုးမရတာသိလဲသိရမှာအဲ့ဒီလိုငါဆုံးမတယ်ဆိုတော့ဩရှင်ကြီးကိုရမတဲ့ခက်လိုက်တာအတ္တကိုဘာလို့လဲအနတ္တလုပ်နေတယ်တဲ့ကဲရှင်ကြီးကိုရမသင်ထင်တတ်ကိုင်းပြောသမှာတဲ့ကျုပ်စဉ်းစားမိတာလေးတစ်ခုပြောအောင်မယ်ကိုတော်ကောင်းတို့တနေ့ကံဘယ်နှမျိုးလုံးကံဘယ်နှမျိုးလုံးလဲရှင်းသလားကုသိုလ်လုပ်ချင်ရင်လဲအကုသိုလ်ဖြစ်နေတာလဲဆိုတော့ဒီကာယကံကိုဟောဒီယုတ်တရားကြီးကိုအရင်တည်ပြီးကုသိုလ်အကုသိုလ်လုပ်ရတာမဟုတ်ဘူးလားတဲ့မေးပြီနော်ဟမ်ဒီကာယကံကိုဒီကမနောကံမပါဘဲနဲ့ကုသိုလ်အကုသိုလ်လုပ်လို့ရလားအဲ့ဒါအတ္တဘောလာပြီသစ္စကပရပိုက်ပေါ်မထင်နဲ့ရှင်းလားရုပ်ရှိနေလို့တဲ့ရုပ်ခိုင်နေလို့ကုသိုလ်လုပ်ဖြစ်တာပေါ့တဲ့ဒီနတ်သလားသေချာလုံးဘယ်လိုခုခန္ဓာကြီးကမြဲသလားမမြဲဘူးလားအဲ့ဒါပြန်တရားနာလာကြပါလားအဲ့ဒါအမလေးဒါတော်တော်စဉ်းစားပြီးမှဒါကြတော့ချက်ချင်းမပြေနိုင်ဘူးဟမ်ဘာလို့တဲ့ထင်လို့မြဲတယ်ချက်ချင်းသိလိမ့်မယ်လို့တော့ရပြန်သိမှထင်လားမဟုတ်ဘုန်းကြီးဟာအဲ့လောက်ကြီးမပြောပါနဲ့သိမှတော့သိတာဗောဒါပေမဲ့မကြားရက်ဘူးဟမ်မကြားရက်ဘူးသူမင်္ဂလာလည်းတရားပြန်တော်မူပြီဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးလားနမိတ်မရှိနေမှာမရှိမြန်ပြောတာသိကြတယ်နော်ပုံပြောမယ်တရားဟောနေတာမနေ့ကသူမင်္ဂလာလားဒါတွေသူတို့သိတယ်ဟမ်တရားနာနေတာတော့မနေ့ကဒီပိဋကတ်တွေလားကျုပ်ပြန်ဒီလူတွေပြင်တာပါပဲမဟုတ်လားရှေ့ကဦးရလင်းကြီးမနေ့ကဦးရလင်းလားဒီနေ့နည်းနည်းပို့ဖို့သွားတယ်နော်သဘောပါလားမြဲသလားဖြစ်မွေးခုခန္ဓာတွေအစ်စ်တွေလားအစားထိုးတာဒီလိုသိထားတဲ့လူကဘာကြောက်စရာကြီးပြောစမ်းမှသိအချိန်ကြီးသေးနေတာအသေးလေးတွေတွေ့သွားဟိုအသေးကြီးကဂယုဆိုင်စရာကိုရှင်ပြသေသွားဘယ်လိုနားယုံပေါ့ဟမ်ရှင်းသလားခုမသေးသေးလို့နေမကောင်းဘူးဆိုလည်းမနာနဲ့ဗျာအတန်မထွက်ဘူးဆိုရင်မဖြစ်သေးဘူးဟောရှင်းသလားခုအတန်မထွက်လို့ကြုံမဟောဘူးအစားထိုးလိုက်မယ်ဆိုလူတကာဂျင်းနှမတက်လာဒီနောက်ခင်ဗျားတို့ဒီလိုလေဝတ်ရှိဟောသဘောပါလားအဲ့ဒါကြောက်ပြောင်းတရက်ပဲ့ထားတယ်အဲ့ဒါရွာနေရွာလူတယ်ဘုန်းကြီးတပည့်တော်တို့ရွာနေပွဲတယ်တပည့်တော်တို့ရွာညတရားပွဲပြီးဟိုဘက်10နာရီရောက်17နာရီရောက်မင်းတို့ကဒီတိုင်းသက်လည်းသေးတယ်သဘောပါလား
သူတို့ဖြစ်ချင်တာပဲကြည့်တယ်ဒီဘုန်းကြီးခန္ဓာကိုယ်ကဒါယုတ်တရားကြီးပါမမြဲပါဘူးထောက်ကန်ထားရတာကိုမသိဘူးပြုတ်လဲအတ္တမဟုတ်ဘူးရှင်းတော့ကလားဒါမဲ့ကဲဖြစ်အောင်လုပ်ပေးပါမယ်ဖြစ်အောင်လုပ်ပေးပါမယ်လုပ်ရတယ်ဟုတ်ဆိုပြောရပတ်စံရကျင်တော့ဘူးမပြီးနိုင်လို့ဗျာအဲ့ဒါနဲ့လိုက်ဟောနေတာနော်ဆိုတော့အခက်ကြီးပဲနော်အဲ့တော့အတ္တလားအနတ္တလားကြည့်သစ္စကပရပိုက်မေးလိုက်ပုံလေးကြည့်လားခင်ဗျားတို့နေ့တိုင်းကာယကံဝစီကံမနောကံမလုပ်ဘူးလားငါအရင်တော့မင်းပြောထားတာမှတ်မိသလားငါပြောထားတဲ့စကားမှတ်မိသလားငါလုပ်ထားတဲ့အလုပ်မှတ်မိသလားဒါလေးတွေနဲ့ဆက်ပြီးအလုပ်မလုပ်ကြဘူးဟုတ်သစ္စကပရပိုက်ကအဲ့ဒါပြောဒီယုတ်ကြီးအမိပြုပြီးတော့ကုသိုလ်လုပ်ရတာမဟုတ်ဘူးလားတဲ့သင်မဲပြောနေတာဒါပေမဲ့အဲ့ဒီယုတ်ကအတ္တဘောသူ့မင်္ဂလာလို့ဆိုရင်အဟုတ်ချွေးပြန်လောက်နေသဘောပါလားကိုကဘုရားရှင်ကိုတော်မြတ်ကြီးကြတော့တဲ့သစ္စကကာယကံဝစီကံမနောကံတွေဟောဒီခန္ဓာကြီးနဲ့ကုသိုလ်အကုသိုလ်ဖြစ်တာတော့အမှန်ပဲသို့တော့မြဲသလားမမြဲဘူးလားအတ္တလားအနတ္တလားအဲ့တော့ဟိုမှာသစ္စကပြောတယ်ဟောဒီမယ်သင်တို့ပြောတဲ့လောကနိဗ္ဗာန်ကြီးကိုဟောဒီအတ္တကြီးနဲ့ရထားပြီတဲ့စားကျင်တာစားသွားကျင်တာသွားပြောကျင်တာပြောနေကျင်တယ်လို့နေတော့သံခပါကြီးတောင်ပတ်ထားတယ်ခန္ဓာကိုယ်ကြီးဝဝဖိုက်မှန်ကြီးအမှန်တရားမှရေးလဲပြည့်စုံနေတယ်ဆိုတော့လောကီစည်းစိမ်နဲ့ခံစားလို့မရဘူးလားနေကျင်တယ်လို့နေနိုင်တဲ့သူကအတ္တပဲတဲ့ဟုတ်ပြီနော်သစ္စကပရပိုက်ကပါလေအတ္တဘုရားကနေအောင်ပြဿနာဖြစ်နေအဲ့တော့အနတ္တဆိုရင်ဘယ်ကုသိုလ်မှလည်းမဖြစ်ဘူးတဲ့ဘယ်အကုသိုလ်မှလည်းဟောလာပြန်ပြီကုသိုလ်ကမြဲလားအကုသိုလ်ဒါဖြင့်ပြီးရောလားမာသိရေးကြည့်တာနော်အနတ္တပါဆိုအကုန်အနတ္တပါကွာဖြစ်အယတမအနတ္တမဖြစ်စေအရတော်မယ်အဘုန်းကြီးတို့ဝင်သွားဟေးတကဘယ်နဲ့ဖြစ်နေမူးနဲ့တမဗျာဖြစ်ပြက်ပါဗျာဒီတော့ဥသုမင်္ဂလာတပည့်လို့တယ်ထပင်မောနော်မင်းတို့ကြီးကျယ်တော့လုံးကြပါကွာအဘုန်းကြီးပြောဖြစ်ပြက်ဆိုပြက်သွားတာပဲဘုန်းကြီးတခါသောတမြူတောက်လိုက်ပျောက်သွားလိုက်ဗျာတမြူတောက်လိုက်ပျောက်သွားလိုက်အဲ့လိုကြဟုတ်လားသူကလည်းအဲ့ဒါဖြစ်ဖြစ်ပဲတဲ့နော်သူမင်္ဂလာနာမည်ကြီးပုံအဲ့လိုကြည့်တာနော်အဲ့တော့တကားမဟုတ်တာလုပ်ပြီးမှဖြစ်ပြတော့မလုပ်ပါနဲ့ကွာဒါပြကိုတော့မပြတ်ဘူးလားအေးပြတ်ပါတယ်မပြတ်ဘူးလားဖြစ်သလားပြတ်ပါတယ်ဒါမို့ကိုရင်လေးစာသင်ခိုင်းသလိုကိုရင်လေးမင်းတို့စာလိုက်ကြကွာစာဝါလေးပါလေးလိုက်ဘုန်းကြီးတဲ့စာတက်လဲသိမှာပဲသူမင်္ဂလာနော်ကဲနေတာအဲ့စာဝါလေးပါလေးလိုက်မင်းတို့စာလေးပါလေးတတ်မှဒါတရားလေးပါလေးဟောရတာပို့ပြီးတော့ပြည့်ပြည့်စုံစုံငါတို့ထက်ထူးထူးချွန်ချွန်ဟောနိုင်မှာအဲ့တော့စာဝါလိုက်ကြဆိုတော့ဘုန်းကြီးပဲဟောတာတဲ့စာတက်လဲသိမှာပဲဟိုဘက်ဘဝရောက်တော့လေကာကြီးကပြန်စားမယ်တူတူဘာလို့ခုကလေးမသိမဲနေလိုက်မပြီးဘူးလားဆိုတော့ကဲဒုက္ခတွေရောက်ကုန်နော်မသိလို့ဖြစ်မလားစာပေကျမ်းကမတတ်လို့ရမလားခုတရားတွေဘာလို့ဟောနိုင်စာပေကျမ်းကအမှတ်အသားရှိလို့ပြောနိုင်ဟောနိုင်တာဘောဗျာလုံးဝပြောလို့ဟောလို့ရမလားပရိယတ္တိတာမရှိတော့ပရိယပฏิပတ်နှစ်ပါးစုံမှပရိဝေဒဆိုတဲ့အသီးအပွင့်ကရကံပေါင်းရဲ့ရေးရဲ့ရှားရဲ့ကံပေါင်းမရှိဘဲနဲ့ရေးမရှိဘဲနဲ့လေပေါင်းလဲရှိရမယ်ကံပေါင်းကြီးတော့ဆယ်ထားတာဝင်းလို့ရေးတစ်စက်မှမရှိဘယ်ကြားမှရှင်းလားဒီကံကောကြာခံမှ
ဘယ်သူကသားတယ်ဘယ်ဝါသားတယ်လုံးမနေနဲ့လက်တွဲမှရမှာရှင်းရသလားပရိယကလည်းပရိပတ်ကံလိုက်ပရိပတ်ကပရိယကံလိုက်တာလုံနေကြရင်တော့မန်ချက်စတာကရိုးနေတို့ကဒေါ်လာတန်းချီရတယ်ဗျပရိယပရိပတ်ကံရင်တော့ဒိုအိုးလေးကွဲသွားဖို့ရှိတယ်ရှင်းလားအဲ့တော့သုတ်ကံမရိယနဲ့ကိုယ်သွင်းကြလည်းမရှိဘူးရှင်းရသလားအဲ့ဒါအဓိပ္ပာယ်မရှိတာအလုံးလုံးဒေါ်လာတန်းချီရရင်တော့သူမင်္ဂလာလည်းကံလိုက်ချင်ပါလေရှင်းရတယ်နော်ခွဲရမှာလားတွဲရမှာပရိယလည်းမကွဲစီနဲ့ပရိယကွယ်လို့ရမှာလားပฏิပတ်လည်းမကွဲစီနဲ့အထုတစ်ခုမှပယ်လို့မရဘူးပရိပတ်လက်တွေ့မပါတဲ့သာသနာဟာလည်းဘယ်နည်းနဲ့မှတည်တတ်ခိုင်မြဲခြင်းဆိုတာခုအုပ်ရိုးကြောက်ရိုးလိုက်ရှင်းနေရတာလက်တွေ့နေနေလို့ရှင်းသလားသို့တော့အဲ့ဒီလက်တွေ့ကိုပရိယပတ်မိုးမှုမရှိဘဲနဲ့လေအဲ့တော့ကံမနေကြနဲ့ရှင်းရတယ်နော်အဲ့တော့ခင်ဗျားတို့ကပရိယပဲထောက်ပါမှာလားပရိပတ်ပဲထောက်ပါမှာဟောခင်ဗျားတို့နဲ့တော့အဲ့ဒါဆွေးနွေးရမှာဟိုမကန္နာကန္နာဟိုဟာတွေနဲ့ပြောအောင်နော်ဟုတ်ပါလို့ဆိုခင်ဗျားတို့ကပရိယမှာပရိယပရိပတ်မှာပရိပတ်လို့နေရက်လို့ရင်ပတ်သမားတွေငတ်ခင်ဗျားတို့လူမစားရမှာဟုတ်ရရှင်းသလားသူမင်္ဂလာတော့လဲပဲဟောဆိုဘုန်းကြီးဆိုတော့လဲလဲဆိုင်စားလို့မရဘူးချဲတိုင်ဖွဲ့စားလို့လည်းမရဘူးဟုတ်လားအဲ့တော့ဘာလို့ရဆုံးခံစားအဲ့တော့ပရိယသမားလောင်းမလားပရိပတ်သမားလောင်းအဲ့ဒါမြတတာလောက်ကြရှင်းသလားဟိခွဲရမလားတွဲရမလားဒီနှစ်ပါးစုံမှအသီးအပွင့်ကြာဘူးကြာပွင့်နဲ့တူတဲ့ပရိဝေဒဆိုတာရမှာရှင်းရလားဒါပြန်ပရိယနဲ့ပရိပတ်ဘယ်ဟာသားတော့လို့ပရိယနဲ့ပရိပတ်ဘယ်ဟာသားတော့အဲ့ဒါညီမျှတာသိအောင်လုပ်ပါဘယ်ဟာမှချွတ်ရွေးလို့ရှင်းသလားကောင်းပြီသွားမယ်ဒီမှာအဲ့တော့ရှင်ကြီးကတော့မှာတဲ့ကုသိုလ်အကုသိုလ်ကံနေဟောဒီယုံနံခန္ဓာပေါ်အမိပြုပြီးလှုပ်တာမဟုတ်ဘူးလားမေးလိုက်ဒီယုတ်ကအတ္တပဲတဲ့ဒီယုတ်ကပါလေအဲ့ဒီအတ္တနဲ့ဒုက္ခယကမတိကမနောကနေမလှုပ်အောင်လားကုသိုလ်ဖြစ်ခြင်းလည်းဖြစ်အောင်လှုပ်လို့အကုသိုလ်ဖြစ်ခြင်းလည်းဖြစ်အောင်လှုပ်လို့ရှင်းရတယ်နော်သစ္စကပရပိုက်ကအဲ့ဒါပြောတော့ဘုရားကဩခဲလိုက်တဲ့သစ္စကပရပိုက်ဒါဖြစ်ရင်ကွာတဲ့အခုရာဇဂိုပြည့်ရှင်အဇာတတဟုတ်ပြီနော်ကောသလတိုင်းကြီးရှင်ကောသလမင်းတို့ဟာသူတိုင်းပြည်ထဲမှာခိုးဆိုးလူရဲ့တိုက်ခိုက်နေတဲ့သခိုးဓမြတွေကိုအပြစ်ပေးတဲ့အခါမှာတတ်ထိုက်တဲ့ပုဂ္ဂိုလ်ကိုတတ်စိတ်ထောင်သွင်းအကျဉ်းချလိုက်တဲ့ပုဂ္ဂိုလ်ကိုထောင်သွင်းအကျဉ်းချစေလို့အမိတ်ပေးလို့ရမရရတယ်မရဘူးလားအဲ့တော့သစ္စကပရပိုက်ကလည်းဖြေပါတယ်အရှင်ဘုရားတဲ့အဲ့ဒါလို့မဟာရဇာတွေကိုမပြောနဲ့ဟောဒီလွတ်တော်မှာအုပ်ချုပ်နေတဲ့လစ်ဆွေမင်းကြီးမင်းသားတွေတောင်ဒီလိုအမိန့်မျိုးပေးပိုင်ခွင့်ရှိပါတယ်တဲ့အစိုးရပါတယ်ဟိုဘိသိက်ခံထားတဲ့ရာဇမင်းတွေဟာပို့ပြီးတော့မှအခွင့်အာဏာရှိတယ်ကောင်းပြီအဲ့ဒီမင်းတွေလို့မင်းခန္ဓာကိုယ်ကြီးကိုမင်းမဝအောင်အမိန့်ပေးလိုက်သစ္စကပရပိုက်ဝနေတာဟုတ်ဗျာဝဖိုင်မိုင်ကြီးတန်ခပါကြီးနဲ့ဗိုက်ကြီးကွဲထွက်သွားမှဆိုလို့တန်ခပါတောင်ပတ်ထားအဲ့တော့အဲ့ဒါကြီးနဲ့ဆိုမင်းခန္ဓာကိုယ်ကြီးမဝအောင်မိန့်ပေးလိုက်ရမလားမပိန်အောင်မိန့်ပေးမအိုအောင်တာမနာအောင်ပြောဒါပေမဲ့ကာယကံဝစီကံမနောကံနဲ့ရုပ်ကိုမြဲစမ်းလို့ပြောဝေဒနာကိုမြဲလို့ပြောတင်ညာကိုမြဲလို့ပြောအဲ့တော့မေးတယ်သစ္စကပရပိုက်မင်းကိုမင်းအမိန်ပေးလို့ရမလားတဲ့မင်းတို့ကဖြေတယ်သစ္စကမဖြေဘူးသူတခွန်းနဲ့ရှုံးနေခုနသူကာယကံဝစီကံမနောကံနဲ့ဆိုးရတယ်သူမပြောဘူးလားသူကုသိုလ်လုပ်ချင်လဲလုပ်လို့အကုသိုလ်လုပ်ချင်လဲလုပ်လို့သိကြတယ်နော်ဒါနဲ့အတ္တဝါဒတင်လာတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟ
ဟိုပုဂ္ဂိုလ်တွေကိုအသာထားရှင်ဘုရင်တွေဟာတဲ့သူတို့တိုင်းပြည်ထဲမှာခိုးဆိုးတိုက်ခိုက်တဲ့ပုဂ္ဂိုလ်တွေတပုံတကန်တွေမိလာရင်သတ်စီအမိန့်ပေးလို့မရဘူးလားသူကလွတ်ရင်လည်းရှင်းမယ်ထားရင်လည်းနေပေါ့လေတိုက်ရင်လည်းဩဇာမညောင်းဘူးလားအဲ့ဒါလို့မေခန္ဓာမင်းဩဇာညောင်းသလားတဲ့ညောင်းသလားဘုခင်ဗျားတို့ခန္ဓာကိုမအိုအောင်တားလို့ရလားမနာအောင်တားလို့အတ္တလားအနတ္တလားသိကြတယ်နော်သစ္စကပရပိုက်မဖြေဘူးတားလို့မရပါဘူးဖေဟာဖြေတာနဲ့သူ့ဘက်ကတခွန်းနဲ့အဲ့တော့ဖေဟာသစ္စကဖြေပါဦးငါမေးနေတယ်မင်းကိုမင်းအစိုးရသလားမေးပြီဟမ်ရသလားမဖြေဘူးပေးခံတော့ဘုရားရှင်ကိုယ်တော်ပဲပြကဲဘယ်နဲ့တော့မင်းကရုပ်ကိုအတ္တလို့လှုပ်ထားတာလေဆိုတော့သစ္စကပရပိုက်ကမဟုတ်ပါဘူးတဲ့ကျွန်တော်မျိုးတွေအတ္တလှုပ်ထားတာမဟုတ်ဘူးဟောဒီမင်းကြီးမင်းသားတွေပါမေးကြည့်ကာယကံဝစီကံမနောကံနေတဲ့ဟောဒီရုပ်တရားကြီးကိုအမိပြုပြီးတော့မှကုသိုလ်အကုသိုလ်လှုပ်လို့ရနေတယ်တဲ့ကုသိုလ်ဖြစ်ခြင်းကုသိုလ်လုပ်တယ်အကုသိုလ်ဖြစ်ခြင်းဘုခင်ဗျားတို့လုပ်လို့မရဘူးလားနိဗ္ဗာန်ရောက်ရှင်လည်းဗာနဲ့လုပ်ရမှာဒီခန္ဓာနဲ့ပဲလုပ်ရမှာမလေးနော်ပါမလားလို့ဆွဲကြည့်တာကုသိုလ်လုပ်တော့လဲဒီယုံနာနဲ့ပဲမလုပ်ဘူးလားအကုသိုလ်လုပ်တော့ဟောဟုတ်ပြီဒါဖြင့်နတ်ပြည်ရောက်ကြောင်းလုပ်လဲနိဗ္ဗာန်ရောက်ရှင်လဲဒါဖြင့်ဒီခန္ဓာကြီးနဲ့ပဲရင်းတည်ပြီးလုပ်ရတဲ့အတွက်ဒီခန္ဓာအတ္တလို့သူကပြောလိုက်သစ္စကပရပိုက်ကပြောလိုက်ဟုတ်ပြီနော်အဲ့ဒါကျုပ်တယောက်တည်းယူဆထားတာမဟုတ်ဘူးတဲ့ဟောဒီမင်းကြီးမင်းသား900ပါပါတယ်သူကဆွဲထည့်တာဆိုဘုရားဟေးပြန်တဲ့လူမထည့်နဲ့မင်းကမင်းပြောတယ်ဟုတ်ပြီနော်မင်းကိုမင်းအစိုးရသလားပိုင်သလားတဲ့ခင်ဗျားတို့ခန္ဓာခင်ဗျားတို့ပိုင်သလားပိုင်ဟောသစ္စကမပြေဘူးမဟာရသာတွေကသူ့တိုင်းပြည်ကိုအစိုးရသလိုမေခန္ဓာမင်းအစိုးရသလားလို့မေးတယ်ရသလားမရဘူးအဲ့တော့သစ္စကတဲ့ငါကောင်းစွာမေးရနဲ့မင်းမဖြေရင်မင်းကောင်းရှစ်စိတ်ကွယ်လိမ့်မယ်ဘုရားကသူ့ကိုလမ်းပြီးတော့6ရတယ်ဆိုပြန်တော့လေဘုရားကတတ္တဝါတွေချင်းချောက်တယ်ဖြစ်နေဦးမယ်ဒီလိုမပြောဘဲနဲ့လို့ပြောရှစ်စိတ်ကွယ်လိမ့်မယ်ပြောတာဘောက်တော့6တာဟုတ်ပြီနော်အမှန်ပေါ်လာအောင်6တော့တရားမင်းကမနေနိုင်ဘူးတရားနာတဲ့ထဲတရားမင်းမှာရောက်နေတာဝို့အဲ့တော့မဖြစ်ချင်ဘူးဘုရားပြောထားတော့ကြတဲ့ဟိုသစ္စကပေကကနဲ့ဒုက္ခရောက်ကုန်လိမ့်မယ်ဆိုပြီးရှစ်စိတ်ကွဲနိုင်တယ်ဆိုတာသိအောင်လို့တရားပါကူရနော်တရားမင်းကြီးကအမတန်ကြောက်စရာကောင်းတဲ့ဘလူးကြီးဟန်ဆောင်ပြီးတော့မှတင်းမုတ်ကြီးကင်ပြီးဖြေမဖြေပါလို့လိုက်ကောင်းကိုရှစ်စိတ်ကွဲအောင်ထူးလိုက်မယ်လူမစွမ်းတော့ဟေးဖယားအောင်မသူမင်္ဂလာလည်းဒီလိုပြောရတာပေါ့လူမစွမ်းလို့တရားမှဘုရားပြေလေအောင်မလုပ်ပါဘုရားလက်သီးနဲ့ထားထိုးလို့ရမှာဟောမထိုးရင်မဖြေဘူးရှင်းလားမထိုးရင်မဖြေဘူးဒီနဲ့တော့အဲ့ဒါဘုရားဥပုသ်ဆောင်မလို့အဲ့ဒါဥပုသ်ပြုဝဲမှာအဘသင့်နေတဲ့ယဟန်တစ်ပါးယဟန်မဟုတ်တော့တဲ့ပါရဇိကကြားထားတဲ့ယဟန်တစ်ပါးပါနေတော့ဘုရားယဟန်ကောင်းတွေပြည့်တဲ့မှာဆိုလို့အဲ့ညာဥပုသ်မပြုညလုံးဆောင်ဘေးကဝိုင်းပြောကြတယ်ရှင်အနန္ဒခဏလျှောက်တယ်ရှင်ပြဘယ်ချိန်ရောက်ပြီလှုပ်လင်းကန်ဒီမှာပြောဘေးသက်မစင်ကြဘူးဆိုတော့ဘေးကမေတ္တာရက်ခံတယ်ရှင်သာရိပုတ္တရာတို့ထွက်သွားကြပါမိမိသိပါတယ်အလုံးယဟန်နဲ့မြမန်းကုန်ပါပြီထွက်ရှင်မောကလန်ကရှင်မဟာမောကလန်ကိုတော်မြတ်ကြီးကထွက်မလားမထွက်ဘူးလားထွက်မလားမထွက်ဘူးလားငါပြောနေတယ်နော်မထွက်ဘူးဆိုတော့ဂုတ်ဆွဲပြီးသွားဟာဆွဲထုတ်တယ်ပြိဿဆင်ကျဲသွားပြီဗျာတခါတကယ်ဒီလိုလုပ်ရရှင်းသလားရှင်းတယ်တော့
တော့သူ့မင်္ဂလာတို့စိန်ခေါ်ထားတယ်ဆိုအဲ့ဒါလာခဲ့မကျင်နိုင်အချိန်မျိုးရှင်းတယ်နော်အဲ့ဒီလိုမှမိုက်မပြတ်ရင်တချို့ကသိပြေးလေကျင်တာမဟုတ်ဘူးကိုဦးဇင်းတို့အထက်ဖက်မယ်မျိုးတော့မပြောတော့ငဲ့ညာတော့အပြင်တရားဓမ္မအတွက်ကောင်းရာကောင်းကြောင်းလုပ်ကင်ပေးနေတယ်တော့ကိုကြီးပါအတုပကားထူထောင်ပြီးတော့လုပ်ပေးတယ်ဆိုတော့အဲ့မျိုးတစ်မျိုးလုံးမှလည်းသူအတုပကား၄စင်းပဲရှိတယ်နော်အဲ့တော့၄စင်းပိုင်တဲ့ပုဂ္ဂိုလ်ကြီးဆိုဘေးကပုဂ္ဂိုလ်တွေသိမကြည့်တတ်ကြဝိုင်းဟိုထိုးတီထိုးရိတ်တာလုံးမရဆိုတော့ရှင်ဘုရားလွဲတယ်သူမင်္ဂလာနေပေးလိုက်ပဲကျဲတဲ့ကောင်လာခဲ့မကျေနပ်တဲ့ကောင်လာခဲ့လှုပ်တယ်ဘာဖြစ်လဲချာနောက်မှသူမင်္ဂလာရှိတယ်ဟိုငြိမ်သွားပြီငြိမ်ဖို့ပြပြသွားပြီချာရှင်းတယ်နော်အဲ့တော့ခက်တယ်သေစကပရပိုက်ဘယ်လိုလုံးလို့မှမဖြစ်ဘူးဟုတ်ပြီနော်အခုဘသူကအဲ့ဒါလူမစိုးလို့နမ်းမတာလားအေးဟမ်ရှင်းတယ်နော်ဘုရားကဘယ်လောက်ပြောလဲကောင်းရှစ်စိတ်ခွဲလိုက်မယ်သေစကပရပိုက်ဖြည့်ဆိုတော့ယုတ်တိယုတ်တာအစင်ပြေသွားဘုရားမင်းကလည်းထားတယ်ပြီဘာလို့ဘလူးဟန်ဆောင်ပြီးတော့ထူလိုက်မယ်ရဲရဲနေတဲ့တင်းပုတ်ကြီးနဲ့ဆိုတော့အဲ့ဒါကိုဘယ်သူမြင်တော့ဆိုဘုရားရဲ့သစ္စကပရပိုက်ရဲ့တရားရဲ့ဒီ၃ယောက်ပဲရှိတယ်တရားတော့ထဲမပြောလို့မပြုတ်နော်ကြံတဲ့တရားနာဘေးသားမမြင်ဘူးအဲ့တော့သစ္စကပရပိုက်ချွေးတီတီရတာမဖြေလို့ကလည်းမရတော့သူကဒီဘေးသားခေါ်လာတော့ကဘသူအရှက်ခွဲမှာအခုခွဲနေတာကကျင်နာသလားအဲ့တော့မှဘုရားကတင်းပုတ်ချိန်ထားတယ်မြင်ပြီးချွေးထွက်နေတာလည်းမြင်ပြီးဆိုတော့မှသစ္စကပြောစမ်းမင်းရုပ်ဟာမြဲသလားဆိုတော့ဟိုကတင်းပုတ်ကြောက်တာနဲ့ခုလည်းခင်ဗျားတို့မြဲသလားမြဲပါဘူးဗျာကျုပ်ဘာမှမချိန်ဘူးနော်မြဲလားမြဲပါဘူးဗျာဓမ္မယုံထဲမှာအိမ်မှာဘယ်ချိန်မြဲတယ်သဗ္ဗေသင်္ခါရဘယ်ချိန်နှိမ့်စတာလဲဘယ်ချိန်အနှိမ့်စတာလဲသေချာအောင်လုပ်တော့သေချာအောင်လုပ်တော့နှုတ်မရင်သင်းဖို့အနှိမ့်စဖြစ်မယ်ရှင်းမလားအခုတော့သစ္စကပရပိုက်သင်းဖို့နဲ့ချိန်ထားလို့မြဲသလားသစ္စကဆိုတော့မမြဲပါဘူးဘုရားတဲ့ဘာကြောက်လို့လဲဒီနဲ့သလားခုလည်းခင်ဗျားတို့တရားအထုတ်ကြမလားဘာကြောက်လို့တချို့ကအဲ့ဒါဒီမှာတေဦးကြောက်တေဦးနဲ့တန်တရားနဲ့ဘယ်ဟာကြောက်စရာလဲအဲ့ဒါခန္ဓာမှန်ရင်ဘာသစ္စာတော့ကဲတေဦးရောက်နေတာနဲ့အခုလူဘဝဘယ်ဟာသစ္စာဟမ်ဘယ်ဟာသစ္စာတော့ခန္ဓာမှန်ရင်ဘာသစ္စာကဲတေဦးရောက်နေတာနဲ့အခုလူဘဝရောက်နေဘယ်ဟာသစ္စာဘာသစ္စာမို့လို့လက်လူဒုက္ခနဲ့နတ်ဒုက္ခဘယ်ဟာသစ္စာဘာသစ္စာအဲ့ဒါမြင်အောင်ကြည့်တေဦးကြောက်เสียမလို့ဘူးတန်စရာကြောက်အောင်ကျင်တော့ကလားတေဦးဆိုခင်ဗျားတို့တေဦးကလွတ်ရင်ပြောနေဦးမဟုတ်ဘူးဗျကျင်တော့ကလားဟုတ်တယ်ဘဝကူကောင်းရင်တော့ပါသိချင်းစိုးသိချင်းတာကျင်တော့ကလားကိုသစ္စကပရပိုက်မေးတော့သစ္စကပရပိုက်တင်းမုတ်ကြီးကြောက်တာနဲ့မမြဲပါဘူးဘုရားဆိုတော့ဘုရားကဟေးသစ္စကဘယ်နဲ့တော့မင်းရှေးစကားနောက်စကားမညီဘူးမင်းကိုမင်းအစိုးရသလားဆိုတော့မရပါဘူးဘုရားဆိုတော့ရှေးစကားနောက်စကားညီသေးလားဘလို့လုံးတဲ့သစ္စကမင်းဟာကရှေးကပြောတာတစ်မျိုးနောက်ကပြောတာတစ်မျိုးစောစောတုန်းကတော့မင်းသဗ္ဗညုတဉာဏ်ရှင်အလုံးစုံသိတဲ့ပုဂ္ဂိုလ်တွေကိုငါဝါဒနဲ့များတင်ပြောလိုက်ရင်ချွေးတီးတီးကြသွားမယ်ဆိုအခုငါမှဘာချွေးမှမကြဘူးဘုရားကရွှေကိုယ်တော်ဖွင့်ပြတယ်ဟုတ်ပြီနော်အဲ့ဒါများကဲဘုရားကဟိုလူမိုက်နဲ့အန်တုပြီးရံဖြစ်နေတယ်လို့များဆိုကြသေးလားအဲယုတ်တိကိုသိရမယ်ဟိုကချွေးထွက်မယ်ချွေးပြန်ပြီးအရှုံးပေးရမယ်လို့ပြောတော့ဘုရားကချွေးမထွက်တာပြကျင်တ်သလားဒါမို့လို့အတိတရားတစ်ခါတလေသရာလွန်သားတဲ့ပုဂ္ဂိုလ်တွေကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟုတ်လားမေတော်ကြီးပြောတယ်မေတော်ကြီးတို့ဘုရားကနွားချီခဲလေးကောက်ပြီးကောက်ရိုးပုံပေါ်ထိုင်ဟောဒီနွားချီလေးလောက်မှတို့
မြဲတာမရှိပါဘူးလို့ပြောဘူးတယ်ဆိုကိုတော့ပေါက်တိပေါက်ချဘယ်နဲ့နွားရှိခဲ့ကြရအဲ့တော့ကြီးပြောဘူးတယ်အဲ့တော့မှစာအုပ်ချပြမှာပြောလဲစာအုပ်ပြမှာယုံတဲ့လူအဲ့တော့ဟောဒီမယ်ဟောဒီသုတ်တော်ထဲမှာဟောဒီမှာဂေါမယပိဏနွားရှိခဲ့ကြဟောတဲ့ဇာတ်ဆိုအိုးဘုရားအဲ့ဒါလိုလားဟောခင်ဗျားတို့ထင်တယ်လို့ဂရီပါကော်စောပေါ်ပလင်မော်ထိုင်းနေတယ်မထင်နဲ့သစ်ပင်ရိပ်တောင်ဖို့ပေါ်ထိုင်ခြင်းလဲထိုင်တာမျက်ခင်းကလေးမျက်ကလေးတွေစုပြီးထိုင်ခြင်းလဲထိုင်ရတာသဘာဝအတိုင်းသွားတာခင်ဗျားတို့ကတရားလွန်ပြီးတော့ဟိုရွှေကိုတော်ထင်တာရှင်းတယ်နော်အဲ့တော့အခုရင်ပတ်ကြီးဖွင့်ပြတယ်ကြီးငါမှဘာချွေးမှမရှိဘူးတဲ့မင်းမှတော့ချွေးဒီဒီကြနေပြီသဘောပါသလားအဲ့တော့မှဟေးအကိဝတနာမင်းပြောစမ်းခန္ဓာဟာမြဲသလားမမြဲဘူးလားအဲ့မမြဲတဲ့ခန္ဓာချမ်းသာသလားဆင်းရဲသလားအဲ့ဒီဆင်းရဲတဲ့ခန္ဓာအစိုးရသလားမရဘူးလားဘာသစ္စာလဲအတ္တလားအနတ္တလားအနတ္တပါဆိုတာအကိဝတနာဝန်ခံဟုတ်ပြီနော်ဝန်ခံပြီးတဲ့နောက်မှဘုရားကိုမေးတာအရှင်ဘုရားတဲ့ဘယ်လိုအတိုင်းဆဘယ်လိုပမာဏလောက်နဲ့အရှင်ဘုရားရဲ့တပည့်သာဝကအစ်စ်ဖြစ်ပါသလဲဆိုတော့ခုနဖြေခဲ့ပြီဗါလဲခန္ဓာ၅ပါးကိုမမြဲတာရဲ့ဆင်းရဲတာရဲ့အစိုးမရတာရဲ့ကိုသိလဲသိတယ်အဲ့ဒါဆိုဘု து တပည့်အစ်စ်ဖြစ်ပြီအဲ့ဒီသုတ်တော်မှာဘုရားကအဲ့ဒါလေးဖြေပြီးတော့သစ္စကပရပိုက်ကဘုရားရှင်ကိုဆွမ်းစားပင့်ပြီးပြန်သွားတယ်ဟုတ်ပြီနော်သို့တော့ကျွတ်တန်းဝင်သလားဆိုတော့ဝင်ဘူးကိုကသူကသိလို့ဝန်ခံသွားတာလားကြောက်လို့ဝန်ခံကြည်နေတယ်နော်ခုလည်းခင်ဗျားတို့ကကြောက်နေရမှာလားသိအောင်လုပ်ရမှာခုငရဲကြောက်လို့တရားအားထုတ်ရမှာလားတရားသိဖို့တရားအားထုတ်ရမှာကြည်နေကြလားဒါဖြင့်အတ္တလားအနတ္တလားဘယ်ခန္ဓာကြည့်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကဘယ်ကသစ္စာကလာရင်ဒီဘက်ကအတ္တဝါဒတွေရှိအောင်မလားခိုင်နေမြဲတယ်ဆိုတာရှိသလားအစိုးရတယ်ဆိုတာရှိသလားသုဘလားအသုဘလားဒါဖြင့်နောက်ထပ်ဒီအသုဘဘယ်လောက်လိုချင်သေးတော့သေတာကနောက်ခန္ဓာမလာတာကအလိုလိုနိရောဓရတာလားသမုဒိယသိမ့်လို့လားသမုဒိယအလိုလိုသိမ့်တာလားမက်ကိန်းလို့လားမက်ကအလိုလိုသိမ့်တာလားအရှိအမှန်သိလို့လားဒါပြန်အရှိအမှန်ကခန္ဓာဘယ်နှပါးမြဲသလားမမြဲဘူးလားကဲဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲတော့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှဒါလျင်ဗုဒ္ဓသာဝကအမှန်ဖြစ်ကြမှာမို့ဒီနေ့ဒီရက်ဒီချိန်ကစပြီးတော့သိအောင်မှတ်သားနိုင်အောင်ဆောင်ကျင်းနိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့